ချစ်ချင်းမြတ်တန်နဲ့ပတ်သက်ရင်ရှင်နေရတကယ်အစစ်အမှန်နဲ့မထိုက်တန်တဲ့သူရှင်နေရတကယ်အစစ်အမှန်နဲ့မလိုလားတဲ့သူတွေ့ခဲ့ပူကြမှာပေါ့သူတို့တွေကကြတော့အပေါ်ယံပေါ့နော်အပေါ်ယံချစ်ချင်းမြတ်တာမျိုးဆိုရင်ပို့ပြီးတော့သဘောကျကြတယ်အတပြားပေးဝယ်ရတဲ့အချစ်ဆိုရင်ပို့ပြီးတော့အလေးနဲ့ထားကြတယ်ဆိုတော့အနော်တို့ကလူမပေးမိရပေါ့နော်ကိုရှင်နေရတကယ်အစစ်အမှန်တွေအပေါ်ယံနေပေါ်များလာတဲ့ခေတ်ကြီးထဲမှာသူအစစ်အမှန်တော့လိုချင်လောက်မှာပါဆိုတဲ့အနော်တို့ရဲ့အထင်အမှားတွေပေါ့ကိုတိုင်းကအဲ့လိုအစစ်အမှန်ပေးတတ်တဲ့လူတယောက်ဆိုရင်တော့မပြောင်းလဲလိုက်ပါနဲ့ကိုလူမပေးလိုက်တာပဲရှိတာတကယ်အဲ့ဒီအစစ်အမှန်ကိုလိုလိုလာလာရချင်တဲ့သူနဲ့တွေ့အောင်ပါ